တခါမှပြေဘူးဒူးရတော့နဲ့ဒူးရတော့မင်္ဂလာပါအားလုံးပဲမင်္ဂလာပါစောနာကတော့ကျွန်တော်ဒီကားဝင်းရပဲเนาะမိတ်ဆွေတယောက်ကတော့နာမည်ရှေ့ကြီးနဲ့ပဲစူချင်းငွေအကြီးရပါပြီเนาะအခုကတော့ဒါနောက်ညီလေးတယောက်ညီလေးနာမည်လေးမိတ်ဆက်ပါကျွန်တော်မျိုးကိုပါဗျမျိုးကိုโอเคဟုတ်ပြီညီလေးအခုစောနာအကိုကိုပြောတယ်ညီလေးတခြားနယ်ပယ်တွေမှာကျွန်တော်ကတော့မကျွမ်းကျင်ဘူးကျွန်တော်ကတော့မိုဘိုင်းလီဂျန်ဆော့မိုဘိုင်းလီဂျန်လက်ရှိအချိန်တွေမှာ run ဘယ်လောက်ရောက်နေအခုကတော့လီဂျန်မှာလီဂျန်ဟုတ်เนาะ high run အမြင့်ဆုံးကဘယ်လောက်မတင်ကလိုဒီမှာကလိုရီမှာကလိုရီ high run အမြင့်ဆုံးကလိုရီဘယ်လောက်ထိရောက်ဘူး83မှထိ83ထိရောက်ဘူးဘယ် row ဆိုလဲညီလေးalpha နဲ့ z လောက်အများဆုံးပဲဆို alpha နဲ့ z လောက်အများဆုံးပဲညီလေးအဲ့ alpha နဲ့ z လောက်နဲ့ရပဲအကုန်မေးမယ်အဲ့ alpha နဲ့ z လောက်နဲ့မှာ flicker ad ကိုတွဲသုံးလို့ရတဲ့ hero ကိုပြောပြ5စက္ကန့်အချိန်ပေးမယ်စူချင်းဝင်9000စမယ်5 z လောက်alpha ပါalpha တေးကြလားတေးကြတယ်နော် flicker ad တွဲသုံးလို့ရတာနော်တေးချစဉ်းစားအောင်တာဝါတော့တွေ့ရတော့မှာလို့လားဘလို့ပဲတုံးညီလေး flicker ad ကိုတွဲသုံးလို့ရတဲ့အဲ့ hero တွေကနှစ်ကောင်လုံးဝအဲ့ကောင်လုံးဝad ကိုနှိပ်လိုက် flicker ပါတွဲပြီးတော့မှခုံလို့ရတယ်နော် flicker နှိပ်ပြီးတော့လဲ ad နဲ့တွဲပြီးတော့မှခုံလို့ရတယ်ဟုတ်အဲ့နှစ်ကောင်တွေကတစ်ကောင်ပဲဖြစ်စမယ်5 4 3 2 1ကဲ alpha ပဲကျွန်တော်ကတော့သုံးတာပဲတော့တေးကြပြီလားတေးကြပါပြီမှန်ပါတယ်အဖြစ်က alpha ပါနော် alpha ကတော့ကျွန်တော်တို့ flicker ad ကျွန်တော်တို့တွဲသုံးလို့ရပါတယ်နော်အဲ့တော့ညီလေးကိုစူချင်းဝင်9000ပေးပါမယ်နော်ကျေးဇူးပါတခါမှပြေဘူးဒူးရတော့နဲ့ဒူးရမတုံလဲဘိုးကနဲ့ပတ်သက်ပြီးတော့မှ MDK ကိုတတိယပဲနော်ဟုတ်ကဲ့ပါဗျာကိုတို့ကကာကြီးမိုးကဖြန့်ချီရေးနဲ့ပြန်လည်ပြုပြင်ရေးရဟုတ်နော်ဒါ9000ဟုတ်နော်ထပ်ပြီးတော့မှ TikTok မှာအကိုတို့လည်း follow လုပ်ပေးအားပေးနောက်မကြလဲအကိုတို့ဒီလိုမျိုးအစီအစဉ်လေးရှိတယ် game အစီအစဉ်လေးလည်းရှိတယ်နော်အခုလိုဖြစ်ပြီးတဲ့အတွက်ကျေးဇူးပါဗျာဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒုတိယညီငယ်ဖြစ်ပါတယ်ကျွန်တော်စုချင်းငွေ2ယောက်ရရှိနေပါပြီကျွန်တော်တို့အရင်ခက်ခဲတဲ့မေးခွန်းတွေမမေးပါဘူးကျွန်တော်တို့တကယ်စုချင်းငွေရမယ်မေးခွန်းတွေပဲမေးနေရပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးပါမင်္ဂလာပါအားလုံးပဲမင်္ဂလာပါစောနာကတော့ကျွန်တော်ဒီကားဝင်းရပဲเนาะမိတ်ဆွေတယောက်ကတော့နာမည်ရှေ့ကြီးနဲ့ပဲစူချင်းငွေအကြီးရပါပြီเนาะအခုကတော့ဒါနောက်ညီလေးတယောက်ညီလေးနာမည်လေးမိတ်ဆက်ပါကျွန်တော်မျိုးကိုပါဗျမျိုးကိုโอเคဟုတ်ပြီညီလေးအခုစောနာအကိုကိုပြောတယ်ညီလေးတခြားနယ်ပယ်တွေမှာကျွန်တော်ကတော့မကျွမ်းကျင်ဘူးကျွန်တော်တို့မိုဘိုင်းလီဂျန်ဆော့မိုဘိုင်းလီဂျန်လက်ရှိအချိန်တွေမှာ run ဘယ်လောက်ရောက်နေအခုကတော့လီဂျန်မှာဟုတ်เนาะ high run အမြင့်ဆုံးကဘယ်လောက်မတင်ကလိုဒီမှာကလိုရီမှာကလိုရီ high run အမြင့်ဆုံးကလိုရီဘယ်လောက်ထိရောက်ဘူး83မှထိ83ထိရောက်ဘူးဘယ် row ဆိုလဲညီလေးalpha နဲ့ z လောက်အများဆုံးပဲဆို alpha နဲ့ z လောက်အများဆုံးပဲညီလေးအဲ့ alpha နဲ့ z လောက်နဲ့ရပဲအကုန်မေးမယ်အဲ့ alpha နဲ့ z လောက်နဲ့မှာ flicker ad ကိုတွဲသုံးလို့ရတဲ့ hero ကိုပြောပြ5စက္ကန့်အချိန်ပေးမယ်စူချင်းဝင်9000စမယ်5 z လောက်alpha ပါalpha တေးကြလားတေးကြတယ်နော် flicker ad တွဲသုံးလို့ရတာနော်တေးချစဉ်းစားအောင်တာဝါတော့တွေ့ရတော့မှာလို့လားဘလို့ပဲတုံးညီလေး flicker ad ကိုတွဲသုံးလို့ရတဲ့အဲ့ hero တွေကနှစ်ကောင်လုံးဝအဲ့ကောင်လုံးဝad ကိုနှိပ်လိုက် flicker ပါတွဲပြီးတော့မှခုံလို့ရတယ်နော် flicker နှိပ်ပြီးတော့လဲ ad နဲ့တွဲပြီးတော့မှခုံလို့ရတယ်ဟုတ်အဲ့နှစ်ကောင်တွေကတစ်ကောင်ပဲဖြစ်စမယ်5 4 3 2 1ကဲ alpha ပဲကျွန်တော်ကတော့သုံးတာပဲတော့တေးကြပြီလားတေးကြပါပြီမှန်ပါတယ်အဖြစ်က alpha ပါเนาะ alpha ကတော့ကျွန်တော်တို့ flicker ad ကျွန်တော်တို့တွဲသုံးလို့ရပါတယ်เนาะအဲ့တော့ညီလေးကိုစူချင်းဝင်9000ပေးပါမယ်เนาะကျေးဇူးပါတခါမှပြေဘူးဒူးရတော့နဲ့ဒူးရမတုံလဲဘိုးကနဲ့ပတ်သက်ပြီးတော့မှ MDK ကိုတတိယပဲเนาะဟုတ်ကဲ့ပါဗျာကိုတို့ကကာကြီးမိုးကဖြန့်ချီရေးနဲ့ပြန်လည်ပြုပြင်ရေးရဟုတ်เนาะဒါ9000ဟုတ်เนาะထပ်ပြီးတော့မှ TikTok မှာအကိုတို့လည်း follow လုပ်ပေးအားပေးနောက်မကြလဲအကိုတို့ဒီလိုမျိုးအစီအစဉ်လေးရှိတယ် game အစီအစဉ်လေးလည်းရှိတယ်เนาะအခုလိုဖြစ်ပြီးတဲ့အတွက်ကျေးဇူးပါဗျာဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒုတိယညီငယ်ဖြစ်ပါတယ်ကျွန်တော်စုချင်းငွေ2ယောက်ရရှိနေပါပြီကျွန်တော်အရင်ခက်ခဲတဲ့မေးခွန်းတွေမမေးပါဘူး
ကျွန်တော်တို့တကယ်စုချင်းငွေရမယ်မေးခွန်းတွေပဲမေးနေရပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်